မင်္ဂလာပါဒီနေ့ကျွန်တော်တို့လေးလာမယ့်အကြောင်းအရာကတော့2016ခုနှစ်ဧပြီလ25ရက်နေ့ကအင်ဖျူတာသတင်းထောက်များညစာစောက်ပွဲမှာဖြစ်ပွားခဲ့တဲ့တုံလုတ်66ဝက်ပစ်ခတ်မှုအကြောင်းပဲဖြစ်ပါတယ်။အဲဒီညကအမှန်တကယ်ဘာတွေဖြစ်ပစ်ခဲ့သလဲ။ရရှိလာတဲ့သတင်းအချက်အလက်တွေကဘာကိုဆိုလိုနေသလဲဆိုတာကိုသိချနားလဲအောင်ဗလိုက်မှုကင်းကင်းနဲ့တဆင်ချင်းခွဲချမ်းစိတ်ဖလာပြီးကြည့်သွားကြရအောင်ပါ။ကဲဒီအကြောင်းအရာတွေကိုတိုက်ရိုက်ပဲဝင်လိုက်ကြအောင်ဗျာတနက်တန်လေးစတင်ထွက်ပေါ်လာချိန်မှာခမ်းမကြီးတစ်ခုလုံးဘလောက်တောင်ခမောက်ခမဖြစ်သွားခဲ့တယ်လဲဆိုတာကို Infura ဒုတိယသတင်းပြန်ကြားရေးတွင်ဝန်ဟောင်း Harrison Fields ကလုံးဝကိုပြောင်းဆန်သွားတာပဲလို့ထီထီမိမိဖော်ပြခဲ့ပါတယ်စဉ်းစားကြည့်ပါဒီစကလုံးတစ်လုံးနဲ့တင်အဲ့ဒီအချိန်ကလူတွေဘလောက်တောင်ထိတ်လန့်တကြနဲ့ကသက်လူပြေးလွှားခဲ့ရလဲဆိုတာကိုမြင်အောင်ကြည့်လို့ရနိုင်ပါတယ်အချင်းကြီးဟာချက်ချင်းဆိုသလိုကိုထိန်းချုပ်မရတဲ့အနေအထားကိုရောက်ရှိသွားခဲ့တာပါအပိုင်းတစ်ဖြစ်ခတ်မှုဖြစ်စဉ်အတိအကျဘာဒီဖြစ်ခဲ့တယ်လဲဆိုတာကိုအခုစတင်ကြည့်ရှုကြပါမယ်ဒီအချိန်မတန်လေးကိုကြီးလိုက်မယ်ဆိုရင်လေအချိဖြတ်တီကအလွန်ကိုမြန်ဆန်လွန်းတာတွေ့ရပါလိမ့်မယ်ပထမဆုံးစက္ကန့်ပိုင်းမှာတင်တန်တရာရှိသူကလုံခြုံရေးတပ်ဖွဲ့ရဲ့စစ်စီးရေးဂိတ်ကိုအတင်းထိုးဖောက်ဝင်ရောက်လာပါတယ်အဲဒီနောက်တစ်စက္ကန့်လေးအတွင်းမှာတင်လုံခြုံရေးရာရှိတုံးကိုပစ်ခတ်ခဲ့ပြီးကြီးဆန်ရာကြီးကားအင်ဂျီကိုထိမှန်ထားခဲ့ပါတယ်ပြီးတာနဲ့နောက်ထပ်စက္ကန့်ပိုင်းလေးအတွင်းမှာပဲလုံခြုံရေးတပ်ဖွဲ့ဝင်ကြီးဘက်ကပြန်လှည့်ပစ်ခတ်ခဲ့ပါတယ်လက်တစ်ဖက်ဖိပြသွားတဲ့ဒီအခြေအနေဟာလုံခြုံရေးကြိုးပေါက်မှုရဲ့အန်ဒီရဲ့ကြီးမားပုံကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ဒီလိုတုံးလို့ခြောက်ခြားစရာကိစ္စကိုကျူးလွန်ခဲ့သူလို့ဆွဆွဲခံရသူရဲ့မိသူမျိုးဝဖြစ်ကြောင်းကိုတရားဝင်ထုတ်ပြန်လာခြင်းပါပဲ။သူ့နာမည်ကတော့ Cole Allen ပါ။သူဟာဘလို့နောက်ခံသမိုင်းကြောင်းရှိသူလဲဆိုတာကိုအာနာပိုင်တွေကသတင်းထုတ်ပြန်ထားတာပါ။အာနာပိုင်တွေရဲ့တရားဝင်ထုတ်ပြန်ချက်ဒီအရဆိုရင်တော့ Cole Allen ဟာအသက်32နှစ်အရွယ်ရှိပြီးကယ်လီဖိုးနီးယားပြည်နယ် Torrance မြို့ကကွန်ပျူတာပညာရှင်တူဖြစ်ပါတယ်။အခင်းဖြစ်ပွားချိန်မှာသူဟာလက်နက်မျိုးစုံကိုကင်ဆောင်ထားတယ်လို့သိရပါတယ်။ဒီအချက်အလက်တွေဟာအာနာပိုင်တွေကတရားဝင်အတည်ပြုပြီးထားတဲ့အချက်တွေပဲဖြစ်ပြီးသူနဲ့ပတ်သက်တဲ့အခြားမချက်ပေးမှုတစုံတရာကိုများထည့်သွင်းထားခြင်းမရှိပါဘူး။အချက်အလက်တက်တက်ကိုသာတိတိကျကျဖော်ပြထားတာဖြစ်ပါတယ်ဗျ။အပိုင်းနဲ့ခမ်းမတွင်တုံပြန်မှုအပြင်မှာအဲ့ဒီလိုဖြစ်နေချင်းခမ်းမတွေမှာကောဘယ်လိုအခြေအနေရှိနေသလဲ။ဖီးဆက်ပြောပြခြင်းအရာဆိုရင်လေအပွင့်ဘက်မှာတနတ်တန်လေးဖက်ပေါ်နေပြီဝက်ခမ်းမတွေကစင်မြင့်ပေါ်မှာရှိနေတဲ့သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့သမ္မတကတော်မီလာနီယာထရမ့်အပါအဝင်တက်ရောက်လာသူတွေဟာအန်ဒီရဲ့ရှိနေတယ်ဆိုတာကိုသိဖို့အတွက်တမနစ်ကျော်တော့တောင်အချိန်ယူထည့်ရတယ်လို့ဆိုပါတယ်။ဒါဟာလူအုပ်ကြီးကြားထဲမှာဘလောက်တောင်ရှုပ်ထွေးမှုတွေဖြစ်နေပါလဲဆိုတာကိုပြသနေတာပါ။အန်ဒီရဲ့ရှိမှန်ချက်ချင်းမသိလိုက်ကြဘူးဆိုတဲ့အချက်ဟာအလွန်ကိုအရေးပါတဲ့အချက်တစ်ခုပါပဲ။ပြီးတော့ဒီအချက်ကအလွန်ရှင်းလင်းစွာပြသနေတာကတော့တမ်တာဟောင်းရဲ့ဆရာရဲ့လက္ခဏာကိုမျက်မြင်တက်တဲ့တူကဘယ်လိုရှုမြင်တယ်လဲဆိုတာပါပဲဖီလ်တွေပြောကြားချက်အရအန်ဒီရဲ့ခင်းသွားတဲ့အချိန်မှာတမ်တာဟောင်းထရမ့်ကစင်မြင့်ပေါ်ကိုပြန်တက်ချင်ခဲ့တယ်လို့ဆိုပါတယ်ဖီလ်ကသူအပြင်းပြန်ထွက်ချင်တယ်လို့ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်တို့အားလုံးယဉ်မိသွားပြီးဒါသူပုံစံမဲလေးလို့ပြောခဲ့ကြတယ်ဆိုပြီးပြန်လဲပြောပြချပါတယ်ဒါဟာမျက်မြင်တက်တဲ့တူရဲ့ကိုတွေ့အတွေ့အကြုံကိုတိုက်ရိုက်ကိုကားဖော်ပြနေတာဖြစ်ပါတယ်ဆက်လက်ပြီးဖီလ်ကပဲအဲ့ဒီလိုရှုပ်ထွေးပြီးမရေရတဲ့အချိန်မှာသမ္မတဟောင်းထရမ့်ကပွင့်လင်းမြန်သားမှုရှင်းလင်းမှုနဲ့အားပေးမှုတွေပေးခဲ့တယ်လို့ဆိုပါတယ်။ဒီလိုအချိန်မှာကျွန်တော်တို့ကသူရဲ့ဘောကြောင့်သူတွေထက်လာမှာမဟုတ်ဘူးဆိုပြီးယုံကြည်မှုပေးခဲ့တယ်လို့ Fields ကချီးကျူးပြောဆိုခဲ့ပါတယ်။ဒီညမှာတရင်မြန်းရဲ့ဆိုရမျက်မြင်သက်တဲ့ရဲ့ရှုထောင်းကိုသာတိတိကျကျတင်ပြပေးနေတာဖြစ်ပြီးလွတ်လပ်ကျဲအစီရင်ခံမှုအနေနဲ့သာတင်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်အဓိကအရေးကြီးတဲ့အချက်ကတော့အပိုင်း3လုံခြုံရေးကွာဟာချက်လုံခြုံရေးပိုင်းမှာဘလို့အားနည်းချက်တွေရှိနေခဲ့တယ်လေဆိုတာစကြည့်ကြရအောင်ကဲနောက်တစ်ခုကိုဆက်သွားပြီးဒါကဘယ်လိုဆက်နေလဲဆိုတော့ကြည့်ကြရအောင်ဒီမှာမျောမှန်းထားတဲ့လုံခြုံရေးအဆင့်တန်းနဲ့တကယ်လက်တွေ့လုံခြုံရေးအခြေအနေတို့ကိုယဉ်ကျေးလို့ရပါတယ်ဘယ်ဘက်ချမ်းမှာတွေ့ရတဲ့အတိုင်းဝင်ကြီးတွေနဲ့အစစ်မြင့်အရာရှိကြီးတွေတက်ရောက်တဲ့ပွဲဖြစ်တဲ့အတွက်အလုံးမြင့်မားရဲ့လုံခြုံရေးကိုမျောမှန်းထားကြတာပေါ့လေဒါပေမဲ့ညာဘက်ချမ်းကိုကြည့်မယ်ဆိုရင်တော့ဟိုတယ်အမွန်ဝါမတိုင်ခင်မှာလုံခြုံရေးအသားအစီဒါမှမဟုတ်ကြားခတ်နေပြီးဘာမှမရှိခဲ့တာကိုတွေ့ရပါတယ်ဒါတော်တော်လေးကိုကြီးမားတဲ့ကွာဟချက်တစ်ခုပါပဲဖီဒါကိုရိုင်းကလည်းဒီလုံခြုံရေးအားနည်းချက်ကိုချက်ချင်းတတိထားမိခဲ့ပါတယ်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကအခြေအနေကိုချက်ချင်းထိန်းချုပ်နိုင်ခဲ့တာကိုအတိမတ်ပြုပေးမဲ့လေအမှန်တကယ်ကြားကန်နေမှမရှိခဲ့ပါဘူးအဲ့ဒါကဟိုတယ်လေးကိုဝင်ချင်းကျွန်တော်ချက်ချင်းခံစားရတဲ့အရာပါပဲလို့သူကဆိုပါတယ်အဖြစ်တက်ပြီးတော့မှဝေဖန်တာမျိုးလုပ်လို့ရပါမယ်သူရဲ့ကနိုးဆိုးရင်ကိုဒီစကားကနေတစင်ရှင်းရှင်းလင်းလင်းကိုမြင်တွေ့နိုင်ပါတယ်ဗျာဒီတော့ဒီအဖြစ်ပြက်ကြီးကနေကျွန်တော်တို့အားလုံးအတွက်မေကုန်းထုတ်စရာတစ်ခုကြံခဲ့ပါတယ်အဲ့ဒါကတော့နောင်လာမယ့်အရေးပါတဲ့နိုင်ငံရေးပွဲရေးတွေအတွက်လုံခြုံရေးစီမံစည်းကမ်းတွေကိုဘယ်လိုပြောင်းလဲသတ်မှတ်သွားကြမလဲဆိုတာပါပဲစက္ကန့်ပိုင်းလေးအတွင်းမှာအသက်အန္တရာယ်ကြုံတွေ့နိုင်တဲ့အခြေအနေမျိုးမှာလုံခြုံရေးကြားကနိုင်မြေတွေဘယ်လောက်တောင်အရေးကြီးသလဲဆိုတာဒီဖြစ်စဉ်ကသက်သေပြနေပါတယ်
ကဲလုံခြုံရေးအစီအမံတွေကိုအကြီးအကျယ်ပြန်လည်သုံးသပ်ဖို့လိုအပ်နေပြီလားဆိုတဲ့အတွေ့အလေးနဲ့အတူဒီနေ့ရဲ့လေးလာသုံးသပ်မှုအစီအစဉ်ကိုဒီနေရာမှာပဲရပ်နားခွင့်ပြုပါအတူတူစူးစမ်းလေးလာပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ